ကျမတို့ရဲ့မြန်မာအခရာကြီး33လုံးရှိတဲ့ထဲမှာတာတနင်းချိတ်ထဝင်ပင်ဓာရင်ကောက်အဲ့ဒီ3လုံးကလေကျမတို့အမြဲတမ်းတိုင်ပတ်တယ်သလားဘယ်ဘက်လှည့်ရမလားညာဘက်လှည့်ရမလားသူ့ခြေထောက်တရားလေအမြဲတမ်းမမှတ်မိတတ်ဘူးအဲ့တော့ကလေးတွေမကပါဘူးကျမတို့လူကြီးတွေလည်း credit ရောနေတော့မယ်အဲ့တော့အလွယ်တကူမှတ်မိသွားအောင်လို့ကျမငယ်ငယ်တုန်းကဆရာတယောက်သင်ပေးပူးတယ်တာတလင်းကျိတ်ထဝင်ပဲဓာရင်ကောက်ရင်းနီးကြပြားလေးကိုပြန်ပြီးတော့မှမျှဝေပေးခြင်းပါတယ်အဲ့ဒါလေးကတော့လွယ်လွယ်လေးပါငါနှလုံးတစ်အလဲနှစ်ဘေးနှစ်ဖက်ကလှေကတစ်နော်အဲ့ဒါဘယ်လိုရေးရလဲဆိုကျမရေးပြမယ်နော်ငါတစ်လုံးငါနှလုံးတစ်အလဲနှစ်ဘေးနှစ်ဖက်ကလှေကားတစ်ကဲအဲ့ဒါဆိုလို့ရှိရင်မှတ်မိကြမယ်ထင်တယ်နော်တာတလင်းကျိတ်ထဝင်ပဲဓာရင်ကောက်အလွယ်တကူမှတ်မိသွားကြမှာပါနော်